ရာမီသင်ရဲ့အလဲမှာအမတ်တရားတွေကိုပုံဖော်ပေးဖို့အသင့်ရှိနေတာပန်သစ္စာတဲ့နာမည်လေးတစ်ခုကြားရင်စိတ်တိုင်းကြစေဖို့အကောင်းဆုံးဖန်တီးရှင်မင်္ဂလာပွဲလားအလူပွဲလားမွေးနေ့ပွဲလားဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ်လာပါဆုံးပုံရိပ်များဗီဒီယိုလေးတွေကြည့်တိုင်းပြန်လဲလွမ်းဆွစေဖို့ကျွမ်းကျင်တဲ့လက်ရာတွေနဲ့တို့တွေစောင့်ကြလို့ပန်သစ္စာတပ်ပုံနဲ့ဗီဒီယိုရိုက်ကူးရဲ့ကြည်လင်ပြတ်သားတဲ့ကင်မရာမြင်တဲ့အဝေးအလားပါဆုံးအပြုံးတွေကိုဖမ်းယူပေးမှာအနုမြာမျက်လုံးနဲ့ပုံဖော်သူပါထူးခြားတဲ့အချက်လေးတစ်ခုပြောပြခြင်းနဲ့ဒီမှာရှိတဲ့ကင်မရာမန်လေးကတကယ်ကိုချောမောတယ်လူငယ်ပြီးပြီးတက်ကြွတဲ့ရုပ်ရည်ကလည်းတန့်ပြန်တယ်သူရဲ့ကင်မရာနောက်ွယ်မှာဝန်ဆောင်ကင်မရာနောက်ွယ်မှာအမှုပညာတွေလန်းဆန်းတဲ့ချောချောလေးနဲ့စမတ်ချချရိုက်ပေးမှာနော်စကရိယာတွေအပြည့်စုံနဲ့ဝန်ဆောင်မှုကလည်းနှွေးထွေးပြူငါတဲ့ရဲသည်မျိုးကပန်သစ္စာကိုတရိယာလိုက်ပါမင်းရဲ့မတရားတွေထာဝရတောက်ပါနေမှာဒီကြောင့်တော့ပြောပြခြင်းသည်ထုံရဲ့စိတ်ပြိုးသောလေတော်များကဝိညာဉ်ကြီးရွာဝင်လာရလမ်းလေးကတော့တာယာသည်လူဥကပယံထက်မှအုံအောင်ငါတို့တည်ဆိုသည်နောက်မကုန်တဲ့အခါအလူတန်းပြူဖို့စိတ်ချမ်းကြီးဘာသာသာလနာရေးမှုကျူးစားနေပါသည်ပန်းပေါင်းစုံကြီးလမ်းလေးပါသည်ချစ်စရာကျွန်တော်မွေးရထားနီကျွန်တော်တို့ရွာလေးကြောင့်အစီတစောင်းတော့ပြောပြခြင်းသည်ချင်းညနေဆောင်တော့ရေချောင်းဆက်သူနှမပြုံမတီးနှမဆဆန်ရင်ပုံးလေးများနဲ့ပညာကြီးတုပ်ပေါ်တာအေးရီလာကွာနောက်ချလို့နေပြီရှိကချင်းရောက်ပြီးဝတရားကတော့ပြတ်မခံသည်ကူညီကရင်အိုးလေးပြီးလို့ကြည်စေမည်အေးချမ်းဝေစီမြို့ပြရှင်မမီချစ်စရာကျွန်တော်မွေးရထားနီချောဦးကတုံးစီဒီဖွေးဖွေးမှုရောရဲ့ချစ်သည်တီနော်လေကြီးကိုပစကားလုံးလို့တပြောကြီးစီပါမည်ဖြစ်စင်နေစိတ်ထားတွေတီလာလေပါကွယ်ပြီးခေါ်သည်ချစ်စရာကျွန်တော်မွေးရထားနီ
ရွာကအပြိုလေးတွေအလားချင်းပြိုင်လို့ဘယ်သူနိုင်မှလဲဟိအလူဝင်းနေနေအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေကြုံစုံအတူတွဲကားတဲ့နေ့ခင်းတဲ့ကြီးကတမျိုးတစ်ခေါက်စီကတက်လို့ရှင်လောင်းလေတဲ့ရိုးရတယ်လေဖီးလိမ့်ချေတာတို့ရွာကအပြိုလေးတွေအလားချင်းပြိုင်လို့ဘယ်သူနိုင်မှလဲဟိအလူဝင်းနေနေအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေပရဏိနာတဟသေသတိလံဓမ္မယာသာမိလောကံကတဝါလံဒေထနိဗ္ဗာန်ေယမဟာဝဒာမိတံဝတုထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ
မင်္ဂလာရှိတဲ့စကားကိုပြောမည်ပြောမည်မင်္ဂလာရှိသောမနောကိုကြည်လေးစင်မြေကောင်းရုပ်ဖြာဖြာဟောမင်္ဂလာမှုရီနဲ့မင်္ဂလာပြုခြင်းကြောင့်လူလာပါပြီမင်္ဂလာရှိသောနေ့မို့အပြုံးကလေးနဲ့ကိုစီမင်္ဂလာရှိတဲ့မြတ်တာမင်္ဂလာတည်းကောင်းရင်နမိတ်နဲ့လာနေစိတ်ချမ်းမြေစရာရွှင်ကားလန်းလို့အေးချမ်းညံဘဝင်မာကြီးနက္ခတွေလေးကောင်းပြီကုသိုလ်ကံလေးကောင်းပြီဖုန်ကံတွေလည်းတက်လို့လက်ဖြားမှာစိန်တွေစီအခါကျုံကြိုက်ပြီးမို့ယရနာဘုံနေချင်းစိုက်ပြီးမင်္ဂလာတတ်တော်မနောလေးလုံးလွှမ်းချွန်လိုက်ပြီယရနာမြတ်သုံးပါးကိုကြည်ညိုပါသည်ကိုယ်ွယ်ပါသည်စီကပ်ပါသည်ပူဇော်ပါ၏ယုံယုံကြည်ကြည်အနေနာအနေတာငါပါမြတ်ကိုကြီးမိကိုပါသည်လေးလေးမြတ်မြတ်ပူဇော်ပါသည်အာကိုပါ၏ယုံယုံနမောတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအင်္ဂရိယတဩငါယသာဓုတိတကေဝိတိဝါဒဝဒန္တိဝိဓုတိအင်္ဂရိယတယောလပัญจလူကြီးများသုံးပါးစရိပါရမီဟောတာကေတို့ကြောင့်သောရောက်တုံကိုမျိုးလေအင်္ဂရိယတဆိုတဲ့ဘွယ်တို့ကိုအကျုခိုင်းကဘယ်မပြန်လက်ခံရရှိတော့ငါမောင်တို့ဘုရားရှင်ကိုရောမြတ်ကြည်သည်ဗမောတကေမြခုံးတော်နသွယ်လေးဖို့တဲ့တဲ့၌အာနာယာလူမျိုးထွားထွားပေါပွား၍ပြတော်မူသောဩရာယနာဆွေလို့ဆန့်လင်းတောင်းခဖြင့်ခြေလျာတော်လျောင်းတို့ဖြင့်20စီလူတော်ဗျာ20စီတော်ဗျာပေါင်းတော်ဗျာပြတကြီးတော်များသာသနာ့ဘကလေးဥသိုလ်ဝင်သာသနာ့ဘကလေးတော်ဝေးတွေမိသားစုရဲ့ကျွန်တော်တို့ရှင်ပြုနာသာအလူတော်ဘွဲမှာဘုရုကတော့တရားဖြည့်ထားပြီးတော့ရိုသေသူဘုရုကတော့ပင့်လျောက်ဘာလို့ပါဗျာသာရက်ွေစင်ကြယ်ဝိနေပုံဝေတော်ဓာထူးမြတ်တဲ့အရတော်တို့မှာငါကောင်းကာဘာဟိတာသာဗရဏရောက်နေစီပန်းကဲ့သို့ဒီမြန်သောလောကတို့ဖြင့်ဘာဘောဘုံပေနာတော်မူသောသွားတော်လေးတဲ့ဆွဲ
ဦးစိုးဝဲအလုံးမှာတော်ကျွေတို့ရဲ့သောလုံးထားတဲ့မန္တတွင်မှာသရာထွေးပြူကြည်သူသွားဖြင့်တရင်သောတော်မူပါသေရောင်ကြီးနေတလုံးကဲ့သို့ကျွေဖို့ဝန်ကြီး7ပါးပေါင်းတော်ဟာကျွန်တော်ဒီဝိနည်းဝတ္တမိဝါဝိနည်းဝတ္တမလက်စပြချီကမိုးကာဖြင့်ရှင်ကိုပါ၏ကြောပါ၏ဖယားသာဓုသာဓုသာဓု
ကားတစ်ခွင်လုံးသုံးတော့ပြီလွာတွေမဆုံးမီနှလုံးသားမှာချိုးစွာညှို့ဆုံတော့ပြောပြပေသည်ခင်တွေစရာမိပါဟူသည်အစားထိုးပွဲရှိပြီထာဝရဖယားနဲ့တကယ်ပင်တရားသဘောကြီးဘုဒ္ဓဂိုင်းနဲ့နိုင်ခဲ့ကြသည်မိဘရဲ့အသေးနှလုံးအပြုံးနဲ့ရှင်ရတာနော်ချစ်စောရဟတ်မပြတ်လေသည်တကယ်ပင်တေးဖွဲလို့မမီစင်သာနိုင်တူလူတစ်ခွေရှင်လို့မမီကျေးဇူးကိုရွယ်ကြီးအသက်ကိုမနေပြီးအပ်ပါမည်တကယ်ပင်တေးဖွဲလို့မမီစင်သာနိုင်တူလူတစ်ခွေရှင်လို့မမီကျေးဇူးကိုရွယ်ကြီးအသက်ကိုမနေပြီးအပ်ပါမည်ဘေဘကြီးရေလူမမီဘေဘကြီးရေလူမမီရဲ့ပြီချစ်မြတ်တာရည်ဒီမျိုးစားဖွဲနေလို့မမီရှင်ပြုတဲ့ချိန်ငါလာတဲ့ချိန်အပြောတော့ချင်း
ပါကြဒါနပါရမီစုံကြည်တဲ့တို့မှာ ဆိုင်တော်ကြီးကယောဂံငါသာဘုံဘုံမရီယောဂံငါသာ ချက်သူရစီရရကြရီတော့ ကျမတို့လူကြီးအောင်ပြီကျမတို့လူကြီးအောင်ပြီကျမတို့လူကြီးအောင်ပြီ ပြိတ္တတွေဆိုရလားလူတွေစီရလား ပြိတ္တတွေဆုံးပါပြီလူတွေဆုံးပါပြီရွှေမျိုးတွေအမျိုးတွေအမျိုးတွေအားလုံးဆုံးပါပြီ ပိတ်ချင်ပေါက်တဲ့ဆွေမျိုးရည်တွေစားရပါသည်ပြောကြပါကြဒါနပါရမီစုံကြည်တဲ့တို့မှာပဲကြပြပါ ဆိုင်တော်ကြီးကယောဂံငါသာဘုံဘုံမရီယောဂံငါသာ ချက်သူရစီရရကြရီတော့ ကျမတို့လူကြီးအောင်ပြီ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  ကိုကြီးတော်ရင် ဗျာဗျ မကြီးတော်ရင် ငါတို့ဟာ ကျမတို့တောင်းတလေးကိုတင်းနဲ့ဆင်းလက်ပြီးဖို့အရွယ်လေးရောက်ပြီးဒီနှစ်တော့အချင်းနဲ့ကောင်းနဲ့လူကြဆိုတော်ရင်တော်ရင်တောင်းလေးကိုကြောက်တော့ဖို့လို့တင်းနဲ့တောင်းလေးပေးခိုင်းရမယ်လေအလှမပြဖြစ်ချင်းဒီလေးကြောင်းကိုတော်လို့မြင်ရစားလေးရွေးခဲ့ပါတော်ရင်ကိုကြီးတော်ရင်မကြီးတော်ရင် တ
ဗျာအလောင်းတော်ဗျာသေဆုံးသဘာပြေပေါများစွေသေချမ်းပါကြလို့ပိုင်ချလို့ဝိသေသာကောဘောရှိပါတဲ့ကွယ်အစချွေမင်းဒေဝီရဲ့ဘေဇာနာရွှေလိုကြီးပဲပဲလို့တိုက်တာပြီးနန်းတော်ရဝဲဩတို့လောင်းလျာဘောဓိသာပါဘိုးအခါဟိုဘဝရေကမင်းလောကပြောစမ်းရပါတော့ရဲ့ကြောင့်ပြည့်စုံသောအနှစ်ရှင်သောပေပါတို့ဘုရားလောင်းရဲ့မှာခံရကကိုအတိတ်တန်ဒီသောပြပါသလောဩတို့လောင်းလျာဆက်ကြောင်းလောင်းလျာဘောဓိသာပါဆက်ကြောင်းနေတာဆုံးပါပြီဒုံလောင်းလျာကိုတော်ဝမ်းရှာရဟာဆက်စီရမိုင်းနဲ့တင်လောင်ဟာဟယ်လိုအေးရပြီဟဲ့ကျေးရွာတွေမှာရှိကြတဲ့အမျိုးသားအမျိုးသမီးပေါင်းတို့ခမညာရှင်လောင်းလဲဖို့အချိန်ကြီးကြာနေပါပြီခမညာအလူတကအလူမနဲ့တပိတ်လွယ်ကြမဲ့ရှင်လောင်းရဲ့မိဘတွေလည်းစုံလင်နေပါပြီအဲ့ဒါကြောင့်မို့မန္တအတွင်းကိုကြွရောက်ကြဖို့ကျုပ်ရွာတော်ကြီးကနေနှိုးဆော်ပါတယ်ခမညာလက်ပြိုးဟေးလို့နေပါပြီကိုမာနီမြို့သမီးများကလာရာများစုကကြီးအလူတကာကြီးလက်ပြင်းလို့ဆင်လို့ပြီးပါပြီအလူမကြီးလဲလိမ့်လို့ချဲလို့ပြီးပါပြီမောင်ရင်လောင်းလေးလဲစလွယ်လေးတိုင်လို့ကွယ်လေးကွယ်လို့လာနေပြီငါသားတဲ့သမီးလေးလဲလဲကြီးစီးဖို့ဆောင်နေပြီကြွားလုံးမဲ့တနေ့လုံးမဲ့ရှင်လောင်းလဲပွဲကျင်းပါကြတော့ကိုမာနီမြို့သမီးများကလာရာများစုကကြီးအလူတကာကြီးလက်ပြင်းလို့ဆင်လို့ပြီးပါပြီအလူမကြီးလဲလိမ့်လို့ချဲလို့ပြီးပါပြီမောင်ရင်လောင်းလေးလဲစလွယ်လေးတိုင်လို့ကွယ်လေးကွယ်လို့လာနေပြီငါသားတဲ့သမီးလေးလဲလဲကြီးစီးဖို့ဆောင်နေပြီရွာလုံးမဲ့တနေ့လုံးမဲ့ရှင်လောင်းလဲပွဲကျင်းပါကြတော့ပြီရတဲ့ဘင်းရဲ့ဖျားကိုရှိကပင်လို့ချူမင်္ဂလာစီတော်ကြီးကနောက်ကလိုက်လို့ခွန်တဆိုးအောင်ရပါစေအောင်ပါစေဒီအလူကဒီအလူအမမြတ်ဗုဒ္ဓအနာကိုဘုရားဗုဒ္ဓဘဂဝါတံအနည်းလို့အောင်ပါစေလက်ပြိုးဟေးလို့နေပါပြီကိုမာနီမြို့သမီးများကလာရာများစုကကြီးအလူတကာကြီးလက်ပြင်းလို့ဆင်လို့ပြီးပါပြီအလူမကြီးလဲလိမ့်လို့ချဲလို့ပြီးပါပြီမောင်ရင်လောင်းလေးလဲစလွယ်လေးတိုင်လို့ကွယ်လေးကွယ်လို့လာနေပြီငါသားတဲ့သမီးလေးလဲလဲကြီးစီးဖို့ဆောင်နေပြီရွာလုံးမဲ့တနေ့လုံးမဲ့ရှင်လုံးလဲပွဲကျင်းပါကြတော့
ကြီးအလူကကြီးလက်ပြင်းလို့ဆင်လို့ပြီးပါပြီအလူမကြီးလဲလိမ့်လို့ချဲလို့ပြီးပါပြီမောင်ရင်လောင်းလေးလဲစလွယ်လေးတိုင်လို့ကွယ်လေးကွယ်လို့လာနေပြီငါသားတဲ့သမီးလေးလဲလဲရစီကိုစောင်းနေပြီရွာလုံးမဲ့တဲ့နေလုံးမဲ့ရှင်လုံးလဲပွက်ချင်းပါကြတော့မြည်ရတဲ့ဘိနဲ့ပြာကိုရှိကပင်လို့ချူမင်္ဂလာစီတော်ကြီးကနောက်ကလိုက်လို့ခွန်တဆိုးအောင်ကြပါစေအောင်ပါစေဒီအလူကဒီအလူအမမြတ်ဗုဒ္ဓသာသနာကိုဘုရားဗုဒ္ဓဘဂဝါထံအနည်းလို့အောင်ပါစေလူတွေထဲမှာသူဆန်းလာတဲ့လူတော်ကြီးပါတောင်းမောင်ရှင်လုံးမင်းကြီးတဲ့မင်္ဂလာစင်ကြီးစီလို့ဗျာရောရရှင်ရရှင်လာနဲ့လာကျွမ်းလို့ရွာသမားတို့ရွာရောရရှင်ရရှင်လောင်းနဲ့လာကျုပ်တို့ရွာကျုပ်တို့ရွာသမီးလေးလန်းလာရွှေလဲမှာကြောကြောမောမောထိုင်လို့တာမြင်သူတကားနေရတဲ့တကယ်လူကြီးကျုပ်တို့ရွာမေမဒီဝင်စားတာတင်မလို့မခြင်းစရာပုံယူပါတဲ့ကျွန်တော်တို့ရွာစံပြလူကြီးပေးနေတာရာရာကျူစီစိတ်ထားကောင်းတာတို့လူတကာလူမပါရာရာကျူစီစိတ်ထားကောင်းတာတို့လူတကာလူမပါဆိုင်ဝိတ်ကောင်းကောင်းငါထားတာကြိတ်ကြိုက်ပြလိုက်တီလုံးတစ်ပါမောင်ဖို့နိုင်ဆိုင်ကောင်းတဲ့စုငွေတွေနဲ့ဂုံပြူတာလူတွေထဲမှာသူဆန်းလာတဲ့လူတော်ကြီးပါတောင်းမောင်ရှင်လုံးမင်းကြီးတဲ့မင်္ဂလာစင်ကြီးစီလို့ဗျာရောရရှင်ရရှင်လာနဲ့လာကျွမ်းလို့ရွာသမားတို့ရွာရောရရှင်ရရှင်လောင်းနဲ့လာကျုပ်တို့ရွာကျုပ်တို့ရွာသမီးလေးလန်းလာရွှေလဲမှာကြောကြောမောမောထိုင်လို့တာမြင်သူတကားနေရတဲ့တကယ်လူကြီးကျုပ်တို့ရွာမေမဒီဝင်စားတာတင်မလို့မခြင်းစရာပုံယူပါတဲ့ကျွန်တော်တို့ရွာစံပြလူကြီးပေးနေတာရာရာကျူစီစိတ်ထားကောင်းတာတို့လူတကာလူမပါရာရာကျူစီစိတ်ထားကောင်းတာတို့လူတကာလူမပါဆိုင်ဝိတ်ကောင်းကောင်းငါ
မောင်ဘိုနိုင်ဆိုင်ကောင်းတဲ့စုငွေတွေနဲ့ဂုဏ်ပြုတာ ရာရာကျူနေစိတ်ထားကောင်းတာတို့လူကအလူမပါ ရာရာပြူစီစိတ်ထားကောင်းတာတို့လူတကာလူမပါ ပြောရရှင်ရရှိတဲ့မေလာကျွမ်းလို့ရွာသမားတို့ရွာ တို့ရစီရချေလောင်းတဲ့လာကျုပ်တို့ရွာကျုပ်တို့ရွာ ရာရာကျူနေစိတ်ထားကောင်းတာတို့လူကအလူမပါ ရာရာပြူစီစိတ်ထားကောင်းတာတို့လူတကာလူမပါ ရ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
သူစိတ်ဓာယာမနန္ဒတုကကျောင်းတိုက်တို့လာရောက်၍ယနေ့ယခု1389ခုနှစ်တပေါင်းလပြည့်ကျော်73ရက်နေ့အလူဝင်14ရက်နေ့မှာအလူတော်ကြီးမင်္ဂလာပြုလို့ရာယခုက၌အလူတော်ဝင်မင်္ဂလာပြည့်ယနေ့ယခုသူစိတ်ဓာယာမနန္ဒတုကကျောင်းတိုက်တို့ရှင်လောင်းလက်ကုသိုလ်ပြုလို့ရာယခုက၌အာလုံးကုန်သောအလူရှင်ကိုဆိုးဝင်မဝေါ်ရှိမိသားစုနှင့်တကွာအားလုံးကုန်သောခုနှစ်ရက်သားသမီးများရှင်လောင်းများနာတွင်မင်္ဂလာပြုလုပ်ကြကုန်သောတတိတော်လေးများနှင့်တကွာအားလုံးကုန်သောကြီးရွာလူကြီးရွာသားတို့သည်ယနေ့ယခုကုစိတ်ဓာယမနန္ဒသုဘကျောင်းတိုက်သို့လာရောက်၍ရှင်လောင်းလက်ကုသိုလ်ပြုလုပ်ရာကရောရာယခုခါ၌ရှင်ဘုသိရှင်ဘုဒ္ဓမြတ်တို့သည်မြတ်တို့၌ဘုသောဘုရားတရားတန်ခါယရနာမြတ်လုံးပါတော်ယုတိမြတ်တို့လက်စုံမိုး၍ရှင်ကိုပူဇော်ပူးမြော်မှန်လျှော့ကြောကြောင်းဖြစ်တဲ့ယရဏပိယပနာမအာသရိယပနာမကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်လူရှိရမြတ်တရားတောင်းတပန်ဆင်ရကုန်သောအသက်ရှိခြင်းခြင်းချမ်းသာကြီးခြင်းကိုယ်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘောဓကိုအာနုဘောကြီးခြင်းကြော်စောခြင်းထင်ရှားခြင်းချမ်းရများခြင်းမိမိတို့သည်ဘုရားဘာသာမိသားစုမှဆက်သက်လာသောလူရှင်လူမများဖြစ်ကြသည့်အားလျော်စွာဗုဒ္ဓမြတ်စွာသာသနာအတွက်ဇွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါတို့ဖြင့်ထောက်ပံ့နိုင်သောစီးပွားရေးများဒီအလားတိုးပွားကြကုန်ပြီးပင်အဆုံးစွန်သောနောင်ကာလ၌ဒုက္ခခတ်သိမ်းငြိမ်းရမှနိဗ္ဗာန်ကိုမျက်မှောက်ပြုတော်မူနိုင်ကြပါစေ။
ကျုပ်ကတော့ဒီဝင်းကြီးနဲ့ရှင်းလောင်းလဲတယ်ဒီပွဲကတော့ဆိုင်ဝင်းကြီးနဲ့ကန်းနာတယ်ဝင်းကြီးကန်းနာစီပြောများလဲဒီလိုရဲ့မယိုသေးတဲ့ရွှေရိုးလေးနဲ့လိုက်ပဲတယ်မြင်းကြီးစီလို့ပြောစင်ကြီးစီလို့ပြောရှင်းလုံးများလဲပြောအားလုံးပြောရွှေလဲစီလို့ပြောနတ်မီလေးလဲပြောလူရှင်ကြီးနဲ့လူမကြီးလဲပြောလို့ပြောနာတာမင်းလာတဲ့ဘင်းရွှေလဲလေးပေါ်တင်နတ်မီလေးလို့စင်ရှင်ပြူပွဲလူတွေနာတာမင်းလာတဲ့ဘင်းမောင်ရှင်လောင်းတို့နတ်ပြမဲဆိုးမောင်ရှင်လောင်းတို့နတ်ပြမဲဆိုးရွာထိပ်ကညုံညိုရိပ်နတ်ကွင်းစင်ကိုတွားကြမဲပြိုမောင်ရှင်လောင်းတို့နတ်ပြမဲဆိုးမောင်ရှင်လောင်းတို့နတ်ပြမဲဆိုးရွာထိပ်ကညောင်ညိုရိပ်နတ်ကွင်းစင်ကိုတွားကြမဲပြိုမောင်ရှင်လောင်းတို့နတ်ပြချိန်မှာမောင်ရှင်လောင်းတို့နတ်ပြချိန်မှာတာမဏေလောင်းလျာဖြစ်နေတာမို့ဥတိုက်ကြော့တာမလုပ်ပါနဲ့မောင်ရှင်လောင်းတို့နတ်ပြချိန်မှာမောင်ရှင်လောင်းတို့နတ်ပြချိန်မှာတာမဏေလောင်းလျာဖြစ်နေတာမို့ဥတိုက်ကြော့တာမလုပ်ပါနဲ့ရွာတော့ရှင်နေတော့ရှင်ရှင်တကယ်များစွာစောင့်ရှောက်ပါမှလူပဲဖေးရန်ကင်းမမဲပြိုလူရှင်လူမကြော့ပါကွယ်လူရှင်လူမကြော့ပါကွယ်ရံပြဘေးတွေကင်းအောင်လို့ဆုတောင်းမေတ္တာပို့တာပါစို့ကျော်ရွာကျော်ตุ้มပန်းရင်ပွဲမပြီးတဲ့ကိုကြီးကျော်ပကန်းကျော်ကိုကြီးကျော်မမငယ်တွေတရှင်ပြပွဲကိုတော့စောင့်ရှောက်ပါတော့လေဟိုမှာကြည်လိုက်စမ်းမမတန်းနေဝီစီရီရိုက်နေကြတာကိုပဲဆွေမျိုးရင်းချာအော်ကြလိုက်တာကြည်နူးလိုက်တာကောင်းရင်ဝမ်းမြောက်ဝမ်းသာဒီဝဲရမတန်းပါလူပွဲကြီးရမတန်းပါကမရာရဲ့စီမာစုံရီသာလူပေးတဲ့နေလူကြီးမှာဝီစီမတရားရိုက်ကြတာခင်ဗျလွင်မင်္ဂလာဆိုင်ကဝမ်းမြောက်ဝမ်းသာလူပွေးမှာပါရမီပြည့်ဖို့ကြိုးစားကြမှာခင်ဗျလွင်မင်္ဂလာဆိုင်ကဝမ်းမြောက်ဝမ်းသာလူပွေးမှာပါရမီပြည့်ဖို့ကြိုးစားကြမှာချောပြီးမှုအခမ်းမှုဟာခေတ္တလူရဲ့တောင်းမှာကမရာမင်းကလာလာပါပါရိုက်ချင်များနဲ့ရိုက်နေချိန်မှာချစ်သူရဲ့ရှိစွာအခမ်းပေးမှာဒီထဲမှာစိတ်တော်များလာတော့တို့လည်းမဲ့ပြင်းပြရင်လည်းတော့တန်ဖို့လေဘောဝကူရဲ့ခေါ်ပါလေတို့ခေါ်ပါလေတန်ဆုံးသူပါတော့တို့လည်းမဲ့ပြင်းပြရင်လည်းတော့ယေရှုလေမမေလေးဝိဒလေးလေကုသိုလ်ရမစေရနာကုသိုလ်ရမစေရနာစေရနာသာစိတ်စရနာလေကြောင့်ပကကြီးရဲ့ဒီကြီးကိုလည်းအောင်တော့မယ်ခွဲရာသာရဲ့နယ်လေးမကားလေခွေးပွေးကြပါလေခွေးကြပါလေဒီညာညာကြီးဒီသားငယ်နဲ့အထွေထွေသရာကေပါတော့မေနမောသေပြောကြပါလို့ကာလတော်လူတွေတွေကိုလေသာမဏေမောရသေကြကိုလေအားခဲရလူလည်းကြရတယ်လေအားခဲရလူလည်းကြရတယ်လေယေရှုတော်ဒီမှာဝိမိကေပါဒာက
ဝ